မြတ်စွာဘုရားမဖြေတဲ့မိကွန်း10မျိုးရှိမဖြေတဲ့မိကွန်းဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာတော့ဆိုမြတ်စွာဘုရားကအတ္တအသက်လိပ်ပြဝိညာဉ်ကောင်းဆိုတာဇီဝဆိုးဆိုတာကိုလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မိကွန်းတွေကိုမဖြေဘူးမြတ်စွာဘုရားမဖြေဘဲနဲ့ထားတယ်။အဲ့လိုမဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမိကွန်းမျိုးရှိနိုင်သလားရှိတာပေါ့နော်ဥပမာမဲ့လူတယောက်မှာအိမ်ထောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာသားသမီးမထွန်းကားဘူးနော်သားသမီးမထွန်းကားတဲ့မိသားစုမှာသူ့သားကဘယ်အရွယ်ရှိပြီတော့သားသမီးမှမရှိတာသူ့သားဘယ်အရွယ်ရှိပြီတော့ဆိုတဲ့မိကွန်းဘယ်လိုလုပ်ဖြေလို့မရတဲ့ဟာပဲလေဖြေလို့မှမရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိထင်ဂျပန်လားမိထင်ဂျာမနီလားလို့သွားမေးဘယ်လိုလုပ်ဖြေကိုမှမရှိတဲ့ကားအဲ့ဒီကားဘာအယောင်လုံးလို့ပြောရင်လည်းဖြေလို့မရဘူးလေအဲ့ဒီလိုမေးခွန်းမျိုးမြတ်စွာဘုရားကအတ္တဆိုတာကိုလက်ခံတာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့မပြောဘူးအဲ့ဒါနဲ့ကင်ပြီးတော့တရားကိုရှိတယ်လို့မပြောဘူးဒါကြောင့်အဲ့ဒါနဲ့ကင်ပြီးတော့မေးလို့ရှိရင်တရားဟာဆိုပါစို့လူဟာသိပြီးရင်ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုမိကွန်းဟာဘယ်လိုမှဖြစ်လို့မရတဲ့မိကွန်းလူမှမရှိတာနော်လူလို့ပြောတဲ့အရာမရှိဘူးပြောတဲ့နာမရှိတယ်လို့ဒီလိုခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမိကွန်း10ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအဗျာကတမေတ္တံဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အဗျာကတမဖြေဘူးလို့ဒီမိကွန်းကဖြေလို့ရတဲ့မိကွန်းတို့မဖြေဘဲထားတဲ့မိကွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မိကွန်းအဲ့ဒါလို့မြတ်စွာဘုရားဖြေလိုက်တဲ့အခါကျတော့ဒါဖြင့်အရှင်ဘုရားဒါကိုမပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုအေးရုပ်တည်နံနေအမှန်တရားတွေကိုသိရှိပြီးတဲ့နောက်မှာတရားတွေဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်တရားတွေဟာစင်ကြယ်မှုကိုရပြီးသောကပရိဒီဝါတွေဒုက္ခဒေါမနတာတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဟာဒီလိုပဲဟောတယ်တရားကိုမဆိုလို့ဘူးပေါ့အဲ့ဒီလိုတရားဝတ်ကလွတ်တယ်ဆိုတာရုပ်တည်နံနေဒီကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ဒီလိုပဲဟောတယ်လို့မြတ်စွာဘုရားပြောတဲ့အခါသူကဘာမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူလောကသားတွေဟာဒီတန်တရားကဘယ်နှယောက်ထွက်သွားပြီလဲနော်အရှင်ဘုရားနီလန်းတိုင်းလူတွေကိုတန်တရားကထွက်အောင်နီလန်းချပေးတယ်ဆိုရင်အဲ့ထဲကတတ္တလောကကြီးတစ်ခုထဲမှာသုံးပုံတစ်ပုံလောက်တန်တရားကလွတ်သွားပြီလားသုံးပုံတစ်ဝက်လောက်လွတ်သွားပြီလားဆိုတဲ့မိကုံးပြန်မေးတယ်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားသူ့စကားမပြောတော့ပဲနဲ့ငြိမ်နေလိုက်တယ်အဲ့ဒီအချိန်လေးမှာရှင်အနန္ဒာကမြတ်စွာဘုရားနာရှိတယ်ရှိတော့ရှင်အနန္ဒာကဒီဥဒ္ဒယဟာသူမေးလိုက်တာကိုမြတ်စွာဘုရားမဖြေနိုင်ဘူးလို့အမှတ်မှားသွားလိမ့်မယ်တကယ်ကတော့မြတ်စွာဘုရားကခုနမေးခွန်းမဲ့သူပြန်မေးနေလို့မဖြေတာဟောတရားနဲ့ပတ်သက်တာနဲ့ပြန်မေးလို့မဖြေတာအဲ့တော့မြတ်စွာဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတစ်ပုံကနိဗ္ဗာန်ရသွားပြီလူဥယေသုံးပုံတစ်ပုံရော့သွားပြီသုံးပုံထက်ဝက်ရော့သွားပြီတရားတွေအနေနဲ့နိဗ္ဗာန်ရသွားပြီလို့မြတ်စွာဘုရားဒီလိုဟောတာမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ်နယ်စပ်မှာတိတ်ထားတဲ့မြို့လုံခြုံရေးအတွက်တင်းကျပ်ထားတဲ့မြို့တစ်မြို့မှာတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတစ်ပေါက်တည်းပဲထားတယ်ကျန်တဲ့အပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နယ်စပ်ကရန်သူတွေနဲ့နီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နဲ့ထွက်တဲ့လူတွေကိုကြည့်တယ်ဝင်နဲ့ထွက်တဲ့လူတွေကြည့်တဲ့အခါကျ